အားလုံးပဲမင်္ဂလာပါဆိုတော့အခုဗီဒီယိုဖိုင်လေးကပြီးတော့2024 ဇန်နဝါရီလပိုင်းက Star Post စာလေးဆက်သွားမယ်နော်ကဲတာနာကဆန်တော့တဲ့တာနာကဆန်ရဲ့ဤရတဲ့အိမ်မှာတဲ့ယာမရှိတာကနေပြောနေတာညမှာနော်ယာမရှိတာနဲ့တာနာကနဲ့ကအပြန်လဲစကားပြောနေတာနဲဟဲ့တာနာကဆန်ကနင်ကတာနာကဆန်ကိုပြောတာဆိုတော့နင်ကကွက်လက်ဤဥခုရိုးဤဆိုတာကအနက်ရောင်မူရှိဆိုတာပိုးမွားအနက်ရောင်ပိုးမွားကဒိုင်းတို့ခိုလို့နီမီးဖို့ကြောင်းထဲမှာရှိတယ်တဲ့တာနာကဆန်ကဆိုတာအံ့အားတင်သွားတာညမယ်နော်ဆိုတော့ဒါဆိုတော့နာမကိုနော်မိုခိခုဤရသားတို့ဆိုတော့နောက်ဆုံးမှာကဤဥနဲ့ဆုံးထားတယ်ဤဥနဲ့ဆုံးတယ်ဆိုတော့ဖြစ်နိုင်တဲ့ grammar ကိုစဉ်းစားကြည့်ရမယ်နော်နာမကိုဆိုတော့နာမကိုပေးထားတယ်နော်မိုပေးထားတယ်ခိခုရမယ်နော်ဆိုတော့ဒီမှာကဘယ်ကနေအစဆွဲထုတ်ရမလဲဆိုလို့ရှိရင်နောက်ဆုံးကဤရသားတို့လို့တို့ဤမတ်လေပြောခဲ့တယ်ဆိုရင်တို့ဤမတ်လေဆိုတော့ဤရသားတို့ဆိုတာကနောက်ဆုံးမှာဖြစ်ဘာလို့လဲဆိုတော့တို့နဲ့ဆုံးသက်ထားမလို့တို့ဤမတ်ဆိုတာကအတွဲလိုက်လို့ပြောတာလေဆိုတော့နောက်ဆုံးမှာသိကြပြီး၄ဖြစ်မယ်ရမယ်နော်ခိခုဆိုတာ dictionary form နဲ့ဆုံးထားတယ် particle ရှေ့မှာအမြဲတမ်း buff လာမယ်ပေါ့နော် buff ဒါမှမဟုတ်ရင်လည်း noun လာမယ်ဆိုတော့ခိခုno mo ဆိုတာက no mo ဆိုတာကြားရတာတောင်မှမကြိုက်ဘူးလို့ပြောခဲ့တာနာမည်ကိုကြားရတာတောင်မှမကြိုက်ဘူးတချို့ဆိုရင်ကြွက်ကြောက်တဲ့သူကကြွက်လို့ပြောလိုက်ရင်ကြောက်နေတာကွာအဲ့လိုမျိုးပေါ့နော်နာမည်ကြားရတာတောင်မှမကြိုက်ဘူးလို့ပြောတဲ့အနက်ရောင်အကောင်ကမိဖို့ကြောင့်ထဲမှာရှိတယ်ဆိုပြီးပြောတာဆိုတော့တာနာကဆန်ကနာမကိုခိခုနော်မို့နာမည်ကြားရတာတောင်ကိုမှဤရသားတို့မကြိုက်ဘူးလို့ပြောတဲ့အနက်ရောင်အကောင်ကြီးကမိဖို့ကြောင့်ထဲမှာရှိတယ်တဲ့ဆိုတော့တာနာကဆန်ကအံ့ဩသွားတာဆိုတော့စတားနေရာမှာရှိတာက2ဆိုတော့အဖြေက2ပေါ့ရမယ်နော်ကွက်လက်ကအာရုနော်တဲ့ရှိတဲ့အတွက်ကြောင့်တဲ့တူရှော့ကန်ရဲ့အစ်တဲ့ခီမတ်ဆိုတာကစာကြီးတိုက်ကိုသွားမယ်ကွက်လက်ပေးထားတယ်ဟွန်းပေးထားတယ်နှီးပေးထားတယ်ခိုင်းစနိုင်သူဤခဲနိုင်ဆိုတာကပြန်မပေးလို့မရတာဒီနေ့အတွင်းမှာဆိုတော့ဒီနေ့အတွင်းမှာကရှေ့သွားလာမှာပေါ့ဒီနေ့အတွင်းမှာတီးကြတဲ့အချိန်ရဲ့နောက်မှာပါတီကနှီးလိုက်မှာဒီနေ့အတွင်းမှာပြန်မပေးလို့မရတဲ့ဘာဖြစ်တာလဲစာအုပ်9ရဲ့နောက်မှာဆိုတော့သူ့ကိုရည်ညွှန်းမယ်နောင်ကလည်းပါအောင်မှာဆိုတော့ပြန်မပေးလို့မရတဲ့စာအုပ်ရှိတဲ့အတွက်ကြောင့်စာကြည့်တိုက်ကိုသွားမယ်4နှစ်3နှစ်ပတ်တန်းဆိုတော့star နေရာမှာ3ကြတာနော်ဒီနံပါတ်16 imoto ကနေပြောတယ်နင်ရှူမာစွန်နီတဲ့အိုဟာနာမီနီကနိုင်ပိတ်ရမှာပန်းကြီးဖို့အတွက်သွားကြမလားဤနဲ့ကောင်းသားပဲဝါတာရှိပါငါကဒိုရောပြီးတဲ့မို့တနင်းဒိုရောပြီးစာစနေနေ့ဖြစ်ကွက်လက်ဤကြဒါဆိုရင်ဒိုရောပြီးနီဤခိုးစနေနေ့သွားကြရအောင်ဆိုတော့ပေးထားတဲ့ဟာလေးကဤခဲဒိုပေးထားတဲ့ဒိုချီတာတဲ့မို့ဆိုတာကဒိုချီဆိုတာကဘယ်ဟာဖြစ်တနင်းကနေဖြစ်ဒိုချီကဘယ်တစ်ခုကဆိုတော့ဒါလေးကဘာသာပြန်လိုက်ရင်လွယ်ပေမဲ့သူစင်ထားတာတွေနည်းနည်းဟိုဖြစ်တာစကလုံးတွေကထက်နေလို့တကယ်တမ်းလွယ်တယ်ဆိုတော့ငါကစနေဖြစ်တနင်းကနေဖြစ်ဘယ်ဟာဖြစ်အစင်ပြေလို့เนาะဆိုတော့ဒီမှာကဒိုရောပြီးတဲ့မို့ဆိုတာကစနေနေ့ဖြစ်နီချီရောပြီးတဲ့မို့ကတနင်္ဂနွေနေ့ဖြစ်ဒိုချီတဲ့မို့ဘယ်ဟာပဲဖြစ်ဤခဲသူရပါမယ်ဒိုချီကဤနင်ဘယ်ဟာကိုရွေးမှာလဲဒိုချီကဤဘယ်ဟာကကောင်းလဲအဆင်ပြေလဲပြောလို့ရှိရင်2ရက်လုံးအားတယ်2ရက်လုံးဆိုလည်းရတယ်1ရက်စီလို့ဆိုလည်းရတယ်ဘယ်လိုလုပ်မှာလဲလို့တစ်ဖက်ကိုပြန်မေးတာဆိုတော့ပြန်ပြောတယ်စနေနေ့ကမှပဲသွားကြရအောင်ရမယ်နော်နံပါတ်9ကျောင်းရှိဆိုတဲ့စာသင်ခန်းထဲမှာတဲ့ရှူမဆွန်းတော့ဂျူညော်မာတယ်နိရိုင်းရှူနော်ဂျူညော်မာတယ်နိနောက်တစ်ပတ်ရဲ့ဂျူညော်အတန်းချိန်မတိုင်ခင်23စာမျက်နှာ23နဲ့24ကိုယွန်းတဲ့ဖတ်ပြီးတော့ဝါကာရာနိုင်ဆိုတာကနားမလဲတဲ့ခိုတိုဘာကကွက်လက်ခူတာဆိုင်အီမီကိုပေးထားတဲ့အတာရာအိုဤတဲ့ပေးထားတဲ့ရှိတာပဲတဲ့ရမှာနော်ဆိုတော့ grammar pattern တစ်ခုမှတ်မိလား birthday okimas လောက်ထားမယ်ဆိုတဲ့ pattern လေးဆိုတော့တဲ့ form ရဲ့နောက်မှာဒေတာတော့ oide လာမှာဒေကြတယ်ရမှာနော်ဆိုတော့ရှိတာပဲတဲ့ oide ခူတာဆိုင်ကနောက်ဆုံးမှာ4-3လာမှာဒေကြတယ်ဆိုတော့ခိုတိုဘာကအတာရာရှိမယ်ဆိုလို့ရှိရင် imi ကိုရှိတာပဲတဲ့ပြောလို့ရှိရင်မသိတဲ့စကားလုံးတွေရှိလို့ရှိရင်အဓိပ္ပာယ်ရှာပြီးတော့အဓိပ္ပာယ်ကိုရှာထားပါဆိုတဲ့ပုံစံဆိုတော့ဝါကာရာနိုင်ခိုတိုဘာကအတာရာအီမီကိုရှိတာပဲတဲ့အိုဤတဲ့ခူတာဆိုင်နောက်ဆုံးဘယ်ကနေစဆွဲထုတ်သွားလဲဆိုတော့ birthday okimat pattern နေစဆွဲထုတ်သွားတာနော်ကဲဒါဆိုရင်အောက်ကကောလဖီပေါက်ဖာလေးဆက်သွားမယ်
ဝါတာရှိကအာယီတာဟိတုကျွန်တော်တွေ့စင်တဲ့သူလူတဲ့ဝါတာရှိကအာယီတာဟိတုကကျွန်တော်တွေ့စင်တဲ့သူကခုနီနီအီတို့နိုင်ငံမှာရှိတဲ့တိုမိုဒါရှိနော်ရီဒါတို့ဆာရာဒက်တဲ့ရီဒါနဲ့ဆာရာဖြစ်ပါတယ်တဲ့ဖူသားရီကွက်လက်2ယောက်သားကွက်လက်နိနမရဲ့နီလွန်ခဲ့တဲ့2နှစ်ကခုနီနော်ဒိုင်းကခုနော်နီဝွန်ကောနခူရာစုတဲ့နိုင်ငံကတက္ကသိုလ်ကဂျပန်စာသင်တန်းမှာဆိုလို့ရှိရင်ဟာဂျီမဲတဲ့ပထမဆုံးတွေ့ခဲ့တာတငယ်ချင်း2ယောက်နဲ့စပြီးတွေ့ခဲ့တဲ့အချိန်ကိုပြပြနေတာဆိုတော့ဖူသားရီယောရီကထက်ဇွစုကစီတဲမိုတောင်မှာနီဝ2ယောက်သားနဲ့လို့ပြောစင်နော်2ယောက်သားအကြောင်းကိုလည်းပြန်ရှင်းပြစင်တာမလို့နီဝကိုရွေးရမှာပါရမယ်နော်ဆိုတော့ဝါတာရှိတာရှိဝါတဲ့ကျွန်တော်တို့တွေကမင်းသားအားလုံးကအေးကစုခိတဲ့ရုပ်ရှင်ကြည့်ရတာကြိုက်တယ်ဆိုရတဲ့အဲ့ဒါကြောင့်အီရိုအမျိုးမျိုးတော့ဟာနာစုယောနီနာတဲဆိုတာကစကားတွေပြောပြပြီးတော့ယာစုမီနိုဟီကပိတ်ရက်တွေမှာဆိုရင်ရောခုမကြခဏစမ်းနေတဲ့3ယောက်သားအေးကအိုမီနီအီတာရီရုပ်ရှင်သွားကြည့်လိုက်ရှော့ခုကြီးကိုရှိတာရှော့ခုကြီးကိုရှိတာရီဒီလိုမျိုးထမင်းစားတာတွေလုပ်လိုက်ရှိတဲ့ီမာစတာတဲ့တိုခီတခါတလေနီဟွန်းတော့အေးကမွေဂျပန်ရုပ်ရှင်တွေကိုလည်းပဲကြည့်ပါတယ်တဲ့ဒီမှာအခုဝါတာရှိဝကျွန်တော်ကတဲ့တိုကျိုနီအီရူနော်တဲ့တိုကျိုမှာရှိနေတဲ့အတွက်ကြောင့်ရီဒါတို့ဆာရာနီအာအမာဆန်ဆိုတာကရီဒါနဲ့ဆာရာနဲ့ကိုမတွေ့နိုင်ပါဘူးတဲ့ဒဲမိုဒါပေမဲ့ဖူယူယာဆူမီနွေရာသီပိတ်ရက်မှာဆိုလို့ရှိရင်ဖူယူယာဆူမီနာတယ်ပါနွေရာသီပိတ်ရက်ရောက်လို့ရှိရင်တော့ IMS တွေ့နိုင်ပါပြီတဲ့ဖူသားတွေ2ယောက်သားကတိုကျိုနီတိုကျိုကို2ယောက်သား subject နေရာမှာကသူများရှိနေတာเนาะ2ယောက်သားကတိုကျိုကိုကွက်လက်နော်ဒက်ဘာလို့မှာလဲတိုကျိုကိုခိတဲ့မိုရာဦးလာပေးမှာမိုရာဦးဆိုတာကလက်ခံရရှိတာကိုလက်ခံရရှိမှာမိုရာမတ်ကိုသုံးရမှာခိတဲ့ခုရဲလူလာပေးမှာ subject ကသူများနဲ့စထားတယ်ဆိုတော့ verb ကခုရဲမတ်ဘတ်ကိုသုံးရမှာလေဒါလေးမှန်တယ်နော်it theခိတဲ့မိုရာကိုကသွားမှာမဟုတ်ဘူးသူတို့ကလာမှာမလို့ဒီ it the bad တွေသုံးစရာမလိုရမှာနော်ဝါတာစီဝါတဲ့ဖူသားရီတို့သူတို့2ယောက်နဲ့အတူတူပေါ့နော်အီချောနီအတူတူအေကကန်တဲ့ရုပ်ရှင်ရုံမှာအေကကိုမီရုစုမိုရီတဲ့ရုပ်ရှင်ကြည့်ဖို့ရည်ရွယ်ထားပါတယ်ကွက်လက်ဝါတာရှိနော်ဆူကီနာတဲ့ရှော့ခုတို့ရကျွန်တော်သဘောကြိုက်တဲ့ရှော့ခုတို့ဆိုတာကကန်နင်းစားတော့ဆိုင်ပေါ့နော်ကန်နင်းစားတော့ဆိုင်နေနဲ့ဆိုးပါရဆိုတာကခောက်ဆွဲဆိုင်တွေကိုလည်းပဲ2ယောက်သားကိုခေါ်သွားခြင်းပါတယ်တဲ့ဆိုတော့သူလုံးဖို့ရည်ရွယ်ထားတဲ့ဟာလေးပြောပြနေတာစကဆက်အနေနဲ့ဗာသုံးပါလဲဆိုရီခါတာအဲ့ဒီနောက်ဒါခါတာအဲ့ဒါကြောင့်တာသွဲပါဥမာအပြင်ဒဲဝဒါဖြင့်ဆိုတော့ဗာလဲဆိုရင် तू ကရှေ့မှာပြောသွားတာကရုပ်ရှင်ကြည့်ဖို့ရည်ရွယ်ထားတယ်ဆိုရီခါတာရုပ်ရှင်ကြည့်ပြီးတဲ့နောက်မှာတခြား तू ခေါ်သွားခြင်းတဲ့နေရာတွေကိုဆက်ပြောသွားတာနော်ဖူသားရီတို့တဲ့အီရိုနာတိုကိုရိုနီအစ်တာရီ2ယောက်သားနဲ့အတူတူနေရာမျိုးကိုသွားလိုက်တက်ဆန်ဟာနာရှိတာရီစကားတွေအများကြီးပြောလိုက်နေဖူယူယာဆူမီကိုဒီဆောင်းရသည်ပိတ်ရက်ကိုတာနွန်တဲ့ events ပျော်ရွှင်နေပါတယ်အခုကသူတို့ကမလာသေးဘူးမလာသေးဘဲနဲ့ဒီ buff ကိုသွားသုံးလို့မရဘူးရမယ်နော်ဆိုတော့တာနိုရှိတဲ့အီရွန်ခိုးတူဒတ်ပေးထားတယ်တာနိုရှိမိုးတူအမိုးပျော်ရွှင်စရာကောင်းလိမ့်မယ်လို့ထင်ပါတယ်တာနိုရှိမိုးတူအမိုးခိုးတူဒတ်ဆိုတော့အဖြေကစမ်းပန်ပေါ့မဖြစ်သေးတဲ့ကိစ္စကိုဖြစ်လောက်မယ်လို့ထင်တယ်လို့ပြောတာလေဒါတော့ရှိမို့သူပြောစရာကောင်းလိမ့်မယ်လို့ထင်ပါတယ်ရမယ်နော်ဆိုအဖြစ်ကစမ်းပန်ပါကဲတော့ဆက်အောက်ကတစ်ခါလေး short reading မှာဆက်သွားလိုက်မယ်နော် reading တွေအကုန်လုံးတစ်ခါလေးဒီမှာပြီးတက်လိုက်မိကောကနေစဖတ်မယ်နော်ဂျွန်းဆန်ကတဲ့အာရီဆန်နီနာနီကိုတာနော်မီမာစတာဒါအာရီဆန်စီကနေဘာကိုတောင်းဆိုတာတာနော်မီမာဆိုတာတောင်းဆိုတာခွန်ပန်းဝါဆိုတာကမင်္ဂလာပါခါစေဟီတက်ရှိမတာရောတဲ့ဆိုတာကအေးမိနေတဲ့အတွက်ကြောင့်နေဆုကအာရီမတ်ဆိုတာကဒီအဖျားရှိတယ်ဖျားနေတယ်ပေါ့နော်မနက်ပြန်ရဲတဲ့မနက်ကမှာဆိုလို့ရှိရင်ပြောရင်းနီအစ်တဲ့ခါတာဆေးရုံကိုသွားပြီးတော့ဒိုင်းကခုနီအခုနော်တဲ့ဆိုတာကဒီဆေးရုံကိုသွားပြီးတဲ့နောက်မှာဒီတက်ကတူကိုသွားမှာဖြစ်တဲ့အတွက်ကြောင့်မနက်ပိုင်းမှာတော့ဂျုညောကိုယာဆူမီဆိုတာကခွင့်ယူပါမယ်တဲ့ဆူမီမဆန်ကအာနာပေးမယ်စန်းစေးနီစွတ်တာရဲ့တဲ့ခူလာဆိုင်စန်းစေးကိုပြောလို့ရှိရင်ခွင့်တိုင်ခိုင်းတာကွာခွင့်တိုင်ပေးပါအောင်ဆိုတွေခါလာအခုကနေစပြီးတော့အတူတဲ့ပြီးသွားရင်ဂျုညောနော်နို့တူအိုးတဲ့ခါစတဲ့ခူတဲ့မဆန်ကပြီးသွားလို့ရှိရင်တဲ့ဒီသူမနက်ပိုင်းပြက်လိုက်တဲ့အတန်းချိန်အတွက်နှုတ်လေးကိုငှားပေးပါလားတဲ့ရော်ရရှိကိုအနေကရှိမှတောင်းဆိုပါတယ်ဒါဆိုလို့ရှိရင်တောင်းဆိုတာဘာကိုတောင်းဆိုတာလဲရမယ်နော်ဘာလို့တောင်းဆိုတာလဲဆိုတော့ပြောခီနီနာတာနော်တဲ့နေမကောင်းလို့အိမ်ကိုလာခိုင်းတာတဲ့အိမ်ကိုမလာခိုင်းပါဘူးနော်မနက်ပိုင်းမှာအီရှောနီအတူတူဆေးရုံကိုသွားကျင်တာအတူတူသွားမယ်လို့လည်းမပြောပါဘူးစန်းစစ်စီကနေမနက်ပိုင်းရဲ့အတန်းဒီဂျုညောကိုတဲ့အခုရဲတို့နောက်ကြမယ်လို့နောက်ကြမှာမဟုတ်ဘူးခွင့်ကိုယူမှာရမယ်နော်
မနှက်ဖြန်ရဲ့အတန်းစဉ်ရဲ့နှုတ်စာအုပ်ကိုငှားကျင်တာမှန်တယ်လေသူကခွင့်ယူမှာမလို့နှုတ်စာအုပ်လေးငှားကျင်တာဆိုတော့အဖြေကယွန်းမှန်ပေါ့နည်းနည်းမြန်နေလားမသိဘူးနော်နည်းနည်းလေးတော့ဒါရှင်းပြခြင်းနေတော့မြန်တယ်မိကုန်းထပ်ဖတ်မယ်နော်23လေးအိုဒိုရိုခီမတ်တာအိုဒိုရိုခီမတ်ဆိုတာကဘီခူရီနဲ့အတူတူပဲအံ့အားသင်တာနော်အံ့အားသင်ခဲ့တယ်တဲ့ဘာလို့အံ့အားသင်တာလဲတဲ့ဖတ်ကြည့်မယ်နော်အာရူဘိုက်တို့တဲ့ဟာဂျီမာတာဆိုတာကအချိန်ပိုင်းလောက်ကိုပထမဆုံးစားလုပ်ခဲ့တဲ့ခိုးစေးနော်မူစုကိုအထက်တန်းကျောင်းသားမူစုကိုသားကမိုရာတာအိုခါနေတဲ့သူပြောလို့ရှိရင်အချိန်ပိုင်းလောက်ပြီးရတဲ့ပတ်စံနဲ့ဟာနာကိုခတ်တဲ့ခိတဲ့ခူရဲမတ်စတာပန်းဝယ်ပေးပြောလို့ရှိရင်သူ့သားကအချိန်ပိုင်းလောက်ပြီးရတဲ့ပတ်စံနေနဲ့ပန်းဝယ်လာပေးတာရမှာနော်မူစုကိုကတဲ့ဂီတာကိုတဲ့ခါဦးတမယ်နီဂီတာကိုဝယ်ဖို့အတွက်ကိုအာရူဘိုက်တို့ဟာဂျီမဲမတ်စတာအချိန်ပိုင်းလှုပ်ရှားလုပ်တာပါတဲ့ဒဲမိုဒါပေမဲ့ဟာဂျီမဲတဲ့မိုရာတာဆိုတာကပထမဆုံးရတဲ့ပတ်စံနဲ့မိဘကိုနာနီကတခုခုလေးဝယ်ပေးမယ်လို့တွေးခဲ့တဲ့ပုံပါပဲတဲ့အိုဒိုရိုခီမတ်စတာငါဦးရဲရှိတဲ့အံ့အားသွားပေမဲ့ပြောခဲ့ပါတယ်တဲ့ပြောလို့ရှိရင်သူသားကအချိန်ပိုင်းလုပ်တာဂီတာဝယ်ဖို့တိုင်းမဲ့ရတဲ့ပတ်စံနဲ့ကိုပန်းဝယ်ပြီးတော့ပျော်သွားတာအဲ့လိုပြောနော်ဆိုတော့ဘာလို့အံ့အားတင်တာလဲတဲ့မူစုခိုကတဲ့အာရူဘိုက်တို့တဲ့အချိန်ပိုင်းလုံးနဲ့တက်ဆန်ပတ်စံလေးအများကြီးရလို့ပတ်စံအများကြီးရတယ်လို့မပြောထားဘူးနော်သားကတဲ့မိမိကိုယ်တိုင်ဂီတာကိုဝယ်ဖို့အတွက်အချိန်ပိုင်းလုံးကိုစလုပ်လို့အချိန်ပိုင်းလုံးလှုပ်တာကိုအံ့ဩတာမဟုတ်ဘူးရတဲ့ပတ်စံနဲ့သူ့ကိုပန်းဝယ်ပေးတာကိုအံ့ဩတာရမှာနော်ဂီတာကိုဝယ်ခြင်းတယ်လို့ပြောနေတဲ့သားကတဲ့ပန်းနေကိုဝယ်ပေးလို့မှန်တယ်လေဂီတာမဝယ်ဘဲနဲ့သူ့အတွက်ပန်းဝယ်ပေးလို့သူကအံ့အားတင်တာဟိုရှိအတေးတနော်နိလိုခြင်းတယ်လို့ပြောပေမဲ့လေသားကဂီတာကိုမဝယ်ဘူးလို့ပြောလို့မဟုတ်ဘူးเนาะဆိုတော့ဂီတာမဝယ်ဘူးလို့မပြောဘူးသူကရတဲ့ပတ်စံနဲ့သူ့အမေကိုအရင်ဆုံးပန်းဝယ်ပေးတာဆိုတော့အဖြေကစမ်းပန်ပေါ့နော်ဒီနောက်တော့24ကခိုနိုးတဲ့မဲမိုကိုယွန်းတဲ့ဒီမဲမိုလေးကိုဖတ်ပြီးတော့တဲ့နာကာနီရှိဆန်ကနာနီကိုရှိနာခဲ့တဲ့ဘာနာရီမဆန်ကတဲ့ဘာကိုမလုံးလို့မရဘူးလဲနာခဲ့တဲ့ဘာနာရီမဆန်ခဏပါတယ်နော်ဆိုတော့ဒီမန်မိုကိုဖတ်ပြီးတော့ဒီပုံကိုကပေါ့နော်ဘာကိုမလုံးလို့မရဘူးလဲတဲ့ခိုင်ရှာတဲ့ကုမ္ပဏီမှာတဲ့နာကာနီရှိဆန်ကတဲ့စက်ခီနီမိုဒိုတာတိုကီထိုင်ကုန်ကိုပြန်ရောက်လာတဲ့အချိန်ဒီမှာဆိုရင်ဒီမှာစုခုရဲ့နော်ရဲ့ဒီဇပွဲပေါ်မှာဒီနှုတ်စာကိုဒီမှတ်စုလေးကိုတွေ့တယ်ပေါ့နော်ဆိုတော့ဘသူကရေးတာလဲဆိုတော့အီမူဆန်ကနေရေးတာဒါကဆိုတော့ဘာကိုပြောရလဲဆိုလို့ရှိရင်ကုမ္ပဏီနာမည်ပေါ့နော်အဲ့လိုမျိုးပြောချင်တာအဲ့ဒီရဲ့ယာမာရာဆန်ခါကနေဒန်ဝါကအာရီမာစတာဖုန်းဆက်လာခဲ့ပါတယ်ပြောလို့ရှိရင် तू မရှိတော့ဖုန်းလာတာကိုတဆင့်ဖြေခဲ့တာအီမူဆန်အဲ့ဒါကို तू ဖုန်းထဲကလူပြောတဲ့အကြောင်းအရာကိုနှုတ်ပြန်ရေးပေးခဲ့တာရမယ်နော်ဖုန်းလာတယ်ယာမာရာဆန်စီကနေဖုန်းလာတယ်တဲ့နောက်တစ်ပတ်ရဲ့ပေါ့နော်အိုးမိုရီဂင်းကိုပြောလို့ရှိရင်အိုးမိုရီဘန်ပေါ့နော်ဆိုတော့အဲ့ဒီကိုသွားမယ်တဲ့ဆိုတော့အကီနိုခိုင်းကြီးနေအဲ့ဒီအစည်းအဝေးမှာဆိုလို့ရှိရင်ဝါတာတာချီနိုဆိုတာကျွန်တော်တို့တွေရဲ့ခိုင်ရှာကုမ္ပဏီကနေသွားမှာက9ယောက်ရဲ့နာမည်တွေကိုရှိတီတိုင်းဆိုတာသိကျင်တယ်ပြောလို့ရှိရင်သူတို့ဘန်ကိုလာမဲ့သူတွေရဲ့နာမည်ကိုသိကျင်တာရမှာနော်နာဘူးဒဆိုတာကနာဘူးဒကိုတဲ့စုခူရူတာမယ်နိနာမာအဲကိုဟိုရှိတိုးဆိုတာကနာဘူးဒဆိုတာကနာမည်တစ်စိတ်အဲ့လိုမျိုးပြောချင်တာနော်နာမည်လေးနဲ့တစ်စိတ်အဲ့လိုမျိုးလေးလုတ်ပေးခြင်းလို့အတွက်ကြောင့်နာမည်တွေကိုလိုချင်တယ်သိချင်တယ်လို့ပြောတဲ့အတွက်ကြောင့်နဲ့ဆိုတော့မေရူတဲ့အိုရှီယက်တဲ့မူရာအတိုင်းတို့အတဲ့ image တာမေးနဲ့ပြပေးပါပြောလို့ရှိရင်ကသူတို့ကုမ္ပဏီသူတို့ဘန်စီကိုလာမဲ့သူ9ယောက်ရဲ့နာမည်ကိုသိချင်တာဘာလို့လဲဆိုတော့နာမည်တစ်စိတ်လေးလုတ်ပေးချင်တာမလို့ဟုတ်မနော်ဆိုတော့ तू ကဘာကိုမလုတ်လို့မရဘူးလဲဆိုတော့ပြန်ရှာမယ်ယာမာရာဆန်ကိုတဲ့ဖုန်းဆက်ပြီးတော့အစည်းအဝေးကိုသွားမယ်လူ9ယောက်ရဲ့နာမည်ကိုရှီရာဆဲမတ်ဆိုတာကအတိခိုင်းမယ်ဖုန်းဆက်မှာမဟုတ်ဘူးနော်ဟိုကမေးဖို့လို့ပြောတာနော်မေးဖို့ခိုင်းတာပါယာမာရာဆန်စီကိုမေးနဲ့အစည်းအဝေးကိုသွားမယ်လူ9ယောက်နာမည်ကိုတိခိုင်းမယ်မှန်တယ်လေမေးနဲ့ပို့ရမှာနော်ဖုန်းဆက်မှာမဟုတ်ယာမာရာဆန်စီကိုမေးဖို့ပြီးအစည်းအဝေးကိုသွားရမယ်လူ9ယောက်ရဲ့နာမည်ကပြားကိုလုံးမဲ့ကိစ္စကိုတောင်းဆိုမယ်တောင်းဆိုစရာမလိုဟိုဘက်ကလုတ်ပေးမှာရမှာနော်ဒီယာမာရာဆန်စီကနေပြီးတော့ရခဲ့တဲ့မေးကိုကြည့်ပြီးတော့အစည်းအဝေးကိုသွားမယ်လူ9ယောက်ရဲ့ဒီနာမည်တ
တစိတ်ကတ်မဲ့ဟာကိုလုံမယ်တဲ့ကိုလုံးဆရာမလို့သူတို့လုံမှာဘာလို့ရမှာလဲကိုကဘာလို့ရမှာလဲဆိုတော့မေးပို့မယ်ပြီးသွားလို့ရှိရင်အစည်းအဝေးသွားမဲ့လူ9ယောက်ရဲ့နာမည်ကိုအတိပေးမှာရမှာနော်ဆိုတော့အဖြေကညီပန်ပါကဲဆိုတော့နောက်က long reading လေးဆက်သွားလိုက်မယ်နော် long reading ဆိုတော့ long reading အရင်ဆုံးတစ်ပုဒ်လုံးပဲဖတ်လိုက်မယ်ပြီးတော့မေးခွန်းတွေတစ်ခုလုံးကိုတန်းစီပြီးအကုန်လုံးကိုပဲတန်းစီပြီးဖြေလိုက်မယ်နော်Kyoto လျော်ခိုးဆိုတာက Kyoto ခရီးစဉ်ပေါ့နော် Kyoto ဆိုတာမြန်မာလို့ဆိုရင်ကျိုတိုနော်ဒါပေမဲ့ Kyoto လို့ပဲပြောလိုက်မယ်ဆိုတော့ဆန်ရှူပြီးခဲ့တဲ့ဘက်ကဟီတိုရီတဲ့တယောက်တည်း Kyoto နီးတဲ့လျော်ခိုးနီးအသက်ခိမစတာ Kyoto ကိုခရီးသွားခဲ့ပါတယ်တဲ့ဝါတာရှိဝကျွန်တော်ကတဲ့နီဟွန်နီခီရူမာရဲ့နီဆိုတာဂျပန်ကိုမလာခင်မှာဆိုရင်တဲတဲပြီးတဲ့ TV နဲ့တဲ့နီဝါချူနော်ဆိုတာက TV နဲ့ပေါ့နော်နီဝါချူဆိုတာကဒီနီဝါချန်ဝန်းနေရဲ့ဒီနီဝါချူဒီချန်ဝန်းအတွင်းမှာဆိုလို့ရှိရင်ခိဆိုတာတစ်ပင်နေဟာတိရွက်တွေကတဲ့အနီရောင်ပြောင်းသွားတဲ့အိုတဲရာမီတဲဆိုတာကဖျားเจ้าကိုမြင်ပြီးတော့သူက TV မှာမြင်ပြီးတော့ပေါ့နော်ဆိုတော့ဒီစောင်းဦးမှာဆိုလို့ရှိရင်Kyotoကိုသွားပြီးတော့ကြည့်ကျင်တယ်လို့တွေးမိပါတယ်တဲ့ပြောလို့ရှိရင်ကမိုးမီးကြီးမေဘယ်ရွက်တွေကရာသီပြောင်းလို့ရှိရင်ဥမာအစိမ်းရောင်နေအနီအဝါရောင်အနီရောင်အဲ့လိုမျိုးသူ့လားနဲ့သူအရောင်ပြောင်းသွားတာကွာရမှာနော်အဲ့လိုမျိုးပြောတာဆိုတော့အပင်တွေရဲ့ရွက်ကအနီရောင်ပြောင်းသွားတဲ့ဖျားเจ้าကိုကြည့်ပြီးတော့သူကဒီKyoto ကိုသွားမယ်လို့သွားကြည့်မယ်လို့တွေးထားတယ်တဲ့အဲ့ဒါကြောင့်သူခရီးသွားပါတော့လျော်ခိုနီအခုမှနေခရီးမသွားခင်မှာဆိုရင်တိုမိုဒါရှိနော်ဆိုတာကတငယ်ချင်းဖြစ်တဲ့ပေါ့နော်ဆိုတော့ဒါကကျတော့ခိုဟာယာရှိဆန်ကိုတဲ့စာဆိုးတဲ့မီမာစတာငါအဖော်ဆက်ခဲ့ပေမဲ့လည်းအတူတူသွားရအောင်လို့အဖော်ဆက်ခဲ့ပေမဲ့လည်းစောင်းမှာဆိုလို့ရှိရင်Kyotoကတဲ့ဆိုတော့နင်းခီကအတဲဆိုတာကလူကြက်များတဲ့လူစီတဲ့အတွက်ကြောင့်တဲ့လူတွေအရန်များတဲ့အတွက်ကြောင့်အီကာနိုင်တို့မသွားကျင်ဘူးလို့ပြောခဲ့ပါတယ်ပြောလို့ရှိရင်သူ့တငယ်ချင်းတော့ခေါ်တယ်ဒါပေမဲ့သူကလူတွေများလို့မသွားကျင်ဘူးဒါမျိုးမြင်သားထားတယ်ဆိုရင်မိကုန်းမှာပြန်ပါမှာညမနော်နံပါတ်1မိကုန်းနံပါတ်1မှာပါမှာမသွားကျင်ဘာလို့မသွားကျင်တာလဲလူတွေများလို့မသွားကျင်ဘူးလို့ပြောတာချက်တူဇန်နန်ဒက်စတာကနည်းနည်းတော့စိတ်မကောင်းဖြစ်သွားပေမဲ့ဝါတာရှိနော့ကီမိုချီကိုတဲ့ခါဝါရီမာဆန်ဒေးစတာကျွန်တော်ရဲ့စိတ်ကိုတော့မပြောင်းလိုက်ပါဘူးသွားမှာသူတယောက်တည်းသွားမှာဘယ်သူမှမလိုက်လဲသွားမှာရမှာနော်ဆိုတော့ဟီရူကောဆိုတာကဟီရူကောတို့နေလေကင်းလောက်မှာဆိုလို့ရှိရင်Kyoto Eki ဆိုတာကKyoto Eki ကိုစူအီတဲ့ဆိုတာကဆက်ရောက်ပြီးတော့စူကူနီဆက်ရှင်းမဲ့တဲတဲပြီးတဲ့ TV ထဲမှာမြင်ခဲ့တဲ့ဖျားเจ้าကိုသွားလိုက်ပါတယ်တဲ့ရှိကားရှိသားပဲမဲ့ဟီတိုကအိုးစူကီတဲ့လူတွေများလုံးပြီးတော့ဖျားเจ้าရဲ့ရှံဝန်းထဲမှာတဲ့ယူခူရီမီရာထဲမှာစန်ဒေးစတာအေးအေးဆေးဆေးကြည့်လို့မရခဲ့ပါဘူးတဲ့တိုတဲမိုဇန်နဲ့ဒေးစတာတော်တော်လေးကိုစိတ်မကောင်းဖြစ်ခဲ့ပါတယ်တဲ့ဟိုကတော့ဥတရရဂျင်ဂျာနီမိုတဲ့အစ်တဲ့မီမစတာငါတခြားဖျားเจ้าတွေနဲ့เจ้าတွေကိုသွားခဲ့ပေမဲ့လည်းအိုနာဂျီတက်စတာအတူတူပါပဲလူတွေအများများရယ်ပေါ့နော်ခိုဟာယာချီဆန်တော့ဟာရာရှိကဟွန်တိုသူ့တငယ်ချင်းပြောတဲ့စကားကတကယ်ပါပဲလူတွေအများများတယ်ပေါ့နော်တကယ်ပဲတဲ့ဒဲမိုဒါပေမဲ့ညဘက်မှာဆိုလို့ရှိရင်နော်လျော်ကန်တဲ့တဲခိုကန်မှာအီခိုတိုကိုရှီဒီမာစတာဆိုတာကကောင်းတဲ့ကိစ္စကိုသိခဲ့ပါတယ်တဲ့ကျွန်တော်ကလျော်ကန်တော့ဟီတိုနီသူတဲခိုတဲ့နေရာကလူကိုဇွတ်တိုတဲ့ဣခိတာခတာနော်ဥဒရာနီအတနော်နီကိုသွားခြင်းခဲ့တဲ့ဖျားဆောင်ကိုသွားခဲ့ပေမဲ့လည်းခွန်တဲ့ဣတဲ့ဆိုတာကလူတွေများပြီးတော့ယောခုမီရာတဲ့နာခတာဆိုတာကောင်းကောင်းမကြည့်ခဲ့ရတဲ့လို့ပြောလိုက်တယ်ပြောလို့ရှိရင်ဟောသူတဲတယ်ယောကန်ကသူကိုသွားပြီးတော့အဲ့လိုစကားဆက်မိလိုက်တာပေါ့နော်စုရုတိုဆိုတာကအဲ့လိုပြောလိုက်တယ်ဆိုရင်ပဲဆိုနော်အိုတဲရာနီဝါတဲ့အဲ့ဒီဖျားဆောင်ကတဲ့မနက်ခင်း6နာရီကနေစပြီးတော့ဝင်လို့ရတယ်လေလို့ပြောခဲ့ပါတယ်တဲ့မနက်ခင်းကတဲ့လူတွေတိတ်မများဘူးလို့ပြောပါတယ်ပြောလို့ရှိရင်မနက်အစောကြီးသွားရင်တော့လူတိတ်မများဘူးပေါ့စုခင်းတော့အဆာဆိုတာကနောက်နေ့မနက်မှာဆိုရင်ကျွန်တော်က6နာရီမှာဖျားเจ้าကိုသွားခဲ့ပါတယ်တဲ့ဒီတစ်ချိန်ကတော့လူတွေမများပဲနဲ့ပေါ့နော်လူတွေကနဲနေရစုခုနာခုတဲ့လူတွေနဲပြီးတော့စူဘာရာရှိနီဝါကိုတဲ့ဒါတို့ရှိမယ်မာစတာဆိုတော့အန်ဝစရာကောင်းတဲ့ဒီရှန်ဝန်းကိုလေ့လာခဲ့ပါတယ်တဲ့ကြည့်ခဲ့ပါပျော်ခဲ့ပါတယ်ပေါ့နော်ဇွတ်တို့တောက်ဆောင်မိတိုင်းတို့အုံမိုးတဲ့တောက်ဆောင်ကြည့်ကျင်တယ်လို့တွေးထားတဲ့မြင်ကွင်းလေးကိုအေးအေးဆေးဆေးကြည့်ရတဲ့အတွက်ကြောင့်ပျော်ခဲ့ပါတယ်တဲ့ရမှာနော်စောင်းဥမှာဆိုလို့ရှိရင်Kyotoကလူတွေကများတဲ့အတွက်ကြောင့်နဲ့အီလျော်ကိုနီနာရီမာစတာလူတွေများခဲ့ပေမဲ့လည်းကောင်းတဲ့ခီးလေးဖြစ်ခဲ့ပါတယ်တဲ့ရမှာနော်ဆိုတော့နံပါတ်25ကမိကွန်းကခိုဟာယာရှိဆန်ငါတဲ့အီကာနိုင်တို့အီဝါရဲတာအတူမသွားဘူးလို့ပြောပြီးတဲ့နောက်မှာကျွန်တော်ကဘလို့ထင်ခဲ့တာလဲတဲ့
တယောက်တည်းဖြစ်ရင်တော့မှဒီဆောင်းဦးမှာကျောတူကိုသွားခြင်းတာမှန်တယ်လေ तू ကတယောက်တည်းဆိုရင်တော့မှသူ့ရဲ့စိတ်ခံစားချက်ကိုမပြောင်းဘူးသွားမယ်လို့ပြောထားတာလေရာဟာဒီထင်းတဲ့အတိုင်းပဲသူ့ရဲ့တငယ်ချင်းကဆောင်းဦးမှာဆိုလို့ရှိရင်သူ့တငယ်ချင်းကမသွားခြင်းဘူးလို့ပြောတာလေဒီမှာကသွားခြင်းတယ်လို့ပြောထားတော့ပြောင်းပြန်ဟုတ်ပါနော်နံပါတ်3ကကျတော့ကျောတူကိုကျောတူတဲ့နာခုတဲ့မူဤခါရကျောတူမဟုတ်လေရတာဖြစ်တဲ့အတွက်ကြောင့်တငယ်ချင်းနဲ့အတူတူခရီးသွားတယ်မဟုတ်ဘူးသူတယောက်တည်းကျောတူသွားတာနော်တခြားရခိဆဲစုကိုတဲ့ကျောတူနေခိတန်တခြားရာသီဥတုမှာပဲကျောတူကိုသွားမယ်မဟုတ်ဘူးတခြားရာသီဥတုမှာသွားမှာမဟုတ်ဘူးစောင်းဦးမှာပဲသွားကျင်တာလေဤခိုတိုအာရီမာစတာကောင်းတဲ့ကိစ္စလေးရှိခဲ့ပါတယ်ဆိုတာဘယ်လိုကိစ္စလဲဆိုတော့ तू ခိဒီတဲကိုဆောင်က तू မေးလိုက်တဲ့ကိစ္စလေးကျွန်တော်ကတဲ့အစ်တာကျွန်တော်သွားခဲ့တဲ့ဖရားเจ้าထပ်ပူပြီးတော့တဲ့မနက်ခင်းစောစောမှာတဲ့ဖွင့်တဲ့ဖရားเจ้าအကြောင်းသိလာလို့အဲ့လိုမဟုတ်ဘူးเนาะကျွန်တော်သွားခဲ့တဲ့ဖရားเจ้าထပ်ပူပြီးတော့ခြံဝန်းနေလှပတဲ့ဖရားเจ้าအကြောင်းသိလာလို့အဲ့ဒါလည်းမဟုတ်ဘူးကျွန်တော်သွားခဲ့တဲ့ဖရားเจ้าကမနက်ခင်းအစောကြီးမှာဆိုရင်ဖွင့်ပြီးတော့မနက်အစောကြီးမှာဆိုလို့ရှိရင်လူတွေမပြည့်ဘူးရှောင်းနေဆိုတော့သိလာလို့မှန်တယ်လေ6နာရီဆိုသွားလို့ရတယ်လူပြည့်တယ်ဆိုလူတွေရှောင်းနေဆိုတာကိုသိရတာလေနံပါတ်4ကကျွန်တော်သွားခဲ့တဲ့ဖရားเจ้าကတဲ့နေလက်ကင်းတောင်မှစူးတဲ့ဤလို့ဆိုတာကနေလက်ကင်းတောင်မှလူတွေဒီရှောင်းနေတဲ့နေလူသိမ့်မများတဲ့နေရှိတယ်ဆိုတာသိလို့အဲ့ဒါလည်းမဟုတ်ဘူးเนาะနံပါတ်3ကကောင်းတဲ့ခရီးလေးဖြစ်ခဲ့ပါတယ်လို့ပြောခဲ့တာကဘာလို့လဲတဲ့ကောင်းတဲ့ခရီးလေးဖြစ်တယ်လို့ပြောတာဘာလို့လဲイキタカタお寺に行ってသွားကျင်ခဲ့တဲ့ဘုရားကျောင်းကိုသွားပြီးတော့စောင်းရဲ့ဒီစောင်းမှာဆိုလို့ရှိရင်ဒီနီဝသူမြင်ခဲ့ခြင်းတဲ့နီဝလေးကိုယုခုရီတာလို့ရှိမဲ့တာခါလာအေးအေးဆေးဆေးလေးကြည့်နိုင်ခဲ့လို့မှန်တယ်လေခရီးမသွားခင်မှာဆိုရင်မတိတဲ့သူတွေနဲ့ဘုရားကျောင်းမှာမတိတဲ့သူတွေမတိခဲ့တဲ့ဘုရားကျောင်းမှာဒီလိုမျိုးပေါ့နော်ဟိုဒီဆောင်းရဲ့ခြံဝန်းလေးကိုအေးအေးဆေးဆေးကြည့်ရလို့ तू ကမတိတဲ့ဖရားเจ้าမဟုတ်ဘူး तू အရင်ကတည်းက TV မှာမြင်ပြီးတော့သွားကျင်ခဲ့တဲ့ဖရားเจ้าစူဘာရာရှိဆိုတာကအံ့ဩစရာကောင်းလောက်အောင်ဆောင်းရဲ့ဒီအံ့ဩစရာကောင်းလောက်အောင်ပေါ့နော်လှတဲ့ဟာကိုဆောင်းရဲ့ဒီခြံဝန်းလေးကိုအနီအောင်တရွတ်တွေရှိတယ်နီဝါခြံဝန်းလေးကိုအေးအေးဆေးဆေးလေးကြည့်နိုင်တယ်လျော်ကန်းမှာတဲလို့လျော်ကန်းမှာအဲ့ဒီခြံဝန်းရှိတာမဟုတ်ဖရားเจ้าမှာရှိတာနော်လူတွေများနေရင်တော့မှာတဲ့လူတွေများနေရင်တော့မှဟိတိုကအိုးခုတဲ့နီဂီတာနီဂီယာကဖြစ်မှာဆိုရင်နီစာဆိုတော့ဘာဖြစ်ဘာမြန်လို့နီဂီယာကဆိုတာကလူတွေအရန်စီပင်မဲ့လဲမနက်ပိုင်းမှာသူကိုရဲ့ဒီဖရားเจ้าမှာသူကတာနိုးရှိမဲ့လုံနိုင်လို့မှားတယ်လေရမနော်ဆိုတော့အဖြေကအီချီပန်ပေါ့ရမနော်ဆိုတော့နောက်ကအရှက်လက်စားတဲ့ပုံစံလေးထပ်သွားလိုက်မယ်ရှက်လက်စားတာအမေကနှစ်ပုတ်ထဲနော်သူကအရှက်လက်တွေပေးထားတယ်မင်းဆန်9တဲ့လျူကက်စေးဒါမယ်နော်ဆိုတော့ဒါမျိုးတွေပေးပြီးဆိုရင်ဒါအရှက်လက်တွေပေးနေတာလျူကက်စေးဆိုရင်ဒါအရှက်လက်ပေးတာပဲမှတ်ထားနော်လျူကက်စေးပညာတော်သင်ကျောင်းသားခူရာဘူးနော်ဒီမင်းဆန်ဆိုတဲ့သူကပညာတော်သင်ကျောင်းသားလူအယောက်30လူရေအတွက်ပါရင်နော်အယောက်30နဲ့အတူတူတဲ့ခိုးကြောဆိုတာကခန်းကားခုဆိုတာကစက်ယုံကိုသွားပြီးလေ့လာဖို့အတွက်ရှာဖွေနေပါတယ်နေရက်ကတော့သူတို့အဆင်ပြေတဲ့နေရက်ကဒီ3ရက်ဒီ3ရက်ဆိုလို့ရှိရင်ဒါကဆိုစူရီရဲ့မိုခုရဲ့ဒိုရောပြီးဆိုရင်တော့ဤစွတ်တဲ့မိုဘဲအချိန်ပဲဖြစ်ဖြစ်အဆင်ပြေတယ်ပြီးတော့လို့ရှိရင်အီချီချီကန် E9 ဆိုတာရေးကြည့်ပါတယ်အတွင်းတနာရီအတွင်းပြီးမဲ့လေ့လာတာမျိုးကိုပဲလုပ်ရှင်တာအချိန်ကြာရင်မလုပ်ရှင်ဘူးတနာရီအတွင်းမှာပဲပြီးရှင်တဲ့နေရာမျိုးကိုလိုချင်တာသူတို့ရွေးလို့ရတဲ့နေရာတွေကဒီအောက်မှာပေးထားတယ်သူတို့နိုင်ငံကဆိုတော့ပညာတော်သင်ကျောင်းသားတွေဆိုရင်ဥမာကားဆက်ယုံနဲ့သွားရဲဆိုတဲ့သူတွေဆိုရင်ကားသင်တဲ့ကျောင်းတွေကိုကားဆက်ယုံတွေကိုတကယ်လေးလိုက်ခီသွားရတယ်ပေါ့နော်အဲ့လိုမျိုးပေါ့ဆိုတော့ကြိုက်တဲ့ဆက်ယုံကိုရွေးလို့ရမယ်ဆိုတဲ့ပုံစံမျိုးဆိုတော့ဒီသူတို့ကမင်းဆန်တို့ကအယောက်30သွားမှရက်ကဒီ3ရက်အဆင်ပြေတယ်ပြီးရင်တနားရီအတွင်းပြီးမဲ့ဆက်ယုံကိုရှားနေတာဆိုတော့ ABCD ၄ခုပေးထားတယ်ဆိုတော့၄ခုလုံးဖတ်ကြည့်မယ်ပေါ့နော်ကိုက်ညီမလားဆိုတော့လူရေအတွက်ကိုအရင်ဆုံးကြည့်ကြည့်အောင်လူရေအတွက်ဒီမှာ2ယောက်ကနေပြီးတော့တဲ့25ယောက်12နှစ်အောက်ဆိုရင်တော့တဲ့လူကြီးနဲ့အတူတူလာပါတဲ့လူက2ယောက်ကနေ25ယောက်အထိပဲလာလို့ရမှာသူတို့ကအဖွဲကဘယ်နှယောက်လဲ30ဆိုသွားလိုက်တော့ပယ်ပြီးနံပါတ် A ကိုဒါကဆိုတော့ဘယ်နှယောက်ပဲဖြစ်ဖြစ်လာလို့ရရဲဆိုတော့နံပါတ် B လေးကဖြစ်နိုင်သေးတယ်မှတ်ထားမယ်နော်လူရေအတွက်ကိုအရင်ဆုံးတိုက်မယ်နံပါတ် C
နံပါတ် C လေးကဆိုလူရည်အတွက်ကဒီမှာ chocus ဒီမှာ chocus စေမူလာတန်းကျောင်းသားတဲ့မူလာတန်းကျောင်းသားနိုင်ငံခြားပညာတော်သင်ကျောင်းသားဆိုတာမူလာတန်းကျောင်းသားမရှိဘူးเนาะဒီနိုင်ငံခြားပညာတော်သင်ဆိုတာကသူက college ဘာလို့ပဲရှိရလေမူလာတန်းကျောင်းသားမူလာတန်းကျောင်းသားတွေအလယ်တန်းကျောင်းသားတွေဆိုကြတဲ့ကနံပါတ် C ကသွားလိုက်တော့မဖြစ်နိုင်တော့နံပါတ် D ကအယောက်60အထိရမယ်နော်အယောက်60အထိ तू ကကန့်သက်ထားတာမရှိဘူးဆိုတော့ဖြစ်နိုင်သေးတယ် B နဲ့ D နဲ့ဖြစ်နိုင်သေးတယ်ဆိုတော့ B နဲ့ D နဲ့ဖြစ်နိုင်တယ်ဆိုတော့အဲ့ဒီနှစ်ခုတည်းကမှ B နဲ့ D ခဏလေးနော်အော် तू ကလေဒီမှာ sorry ဒီမှာနံပါတ် C မှာကဒါလေးကိုပြင်မမြင်လိုက်လို့ဒီမှာ E ကျော်လို့ပါတယ်မူလာတန်းကျောင်းသားနဲ့ sorry ဒါကအလဲတန်းကျောင်းသားနဲ့အထက်ဆိုရင်အလဲတန်းကျောင်းသားနဲ့အထက်ဆိုလို့ရှိရင်လူအယောက်80အထိရတယ်လို့ပြောတာဆိုတော့ C ရလည်းဖြစ်နိုင်သေးတယ် D လည်းဖြစ်နိုင်တယ် A ရ C ရ D ရဖြစ်နိုင်တယ်ဆိုတော့လူရည်ကကြိုက်ပြီလူရည်ကြိုက်တော့သူတို့ကတနာရီလေးလာရတာကိုပဲလိုချင်တာကြာချိန်ကတနာရီပဲလိုချင်တာဆိုတော့ဒီမှာ A ကတော့ပယ်ထားပြီဆိုတော့မကြည့်တော့ဘူးဒီမှာ Physiological ဆိုတာကမိနစ်30တနာရီအတွင်းဆိုတော့မိနစ်30စီသူတို့လိုချင်တဲ့အချိန်အနေနဲ့ကိုက်ညီပါတယ်။ဘာလို့လဲဆိုတော့တနာရီမကျော်ဘူးလေမိနစ်30ပဲလိုမှာဆိုတော့ B ရဖြစ်နိုင်သေးတယ်။ C ကိုကြည့်မယ် C ရလဲဘယ်လောက်လဲတနာရီ Physiological လိုအပ်တဲ့အချိန်လေးလာဖို့အတွက်လိုအပ်တဲ့အချိန်ကတနာရီပဲဆိုတော့ C လည်းဖြစ်နိုင်သေးတယ်။နံပါတ် D ကဆိုတော့ဒီမှာတနာရီခွဲတဲ့တနာရီကိုကြော်သွားပြီဖြစ်တဲ့အတွက်ကြောင့် D ကိုပယ်ပါမယ်ဆိုတော့အဖြေသည်ဖြစ်နိုင်တာနှစ်ခုပဲရှိတယ် B နဲ့ C ဖြစ်ပါတယ် B နဲ့ C ပါတဲ့အဖြေကနိဗ္ဗာန်ဖြစ်ပါတယ် B နဲ့ C ကိုမသေးကြမှာဆိုလို့ထပ်ပြီးတိုက်ကြည့်ပါဦးသူတို့လာပြီးလေးလာလို့ရတဲ့ရက်ဒီနှစ်ရက်ကကျောင်းသားတို့အရှက်လက်ပေးထားတဲ့နှစ်ရက်နဲ့ကိုက်ညီရလားစနေနေ့ပါတယ်လေနော်စနေနေ့ပါတယ်သွားလို့ရတယ်နံပါတ် C ကတနင်္လာရဲ့ကင်းရောပြီးရဲ့တနင်္ဂနွေရဲ့သူတို့အားရရက်ကဒီသင်္ကေတလေးကိုတစ်ချက် cue ဆိုင်ပါဒါလေးဒီသင်္ကေတလေးကလေဒီကော်မာလေးနဲ့မတူဒီသင်္ကေတလေးပါလို့ရှင်တနင်္လာကနေတောက်ကြကြိုက်တဲ့ရက်လာလို့ရတယ်လို့ပြောတာတနင်္လာကနေတောက်ကြကြိုက်တဲ့ရက်လာလို့ရတယ်ဆိုတော့သူတို့အားတဲ့ရက်နဲ့ကညီတာမလို့အဖြေကသေးကြတယ် B နဲ့ C ပါတယ်အဖြေကနံပါတ်2ပါရမှာနော်ကဲဆိုတော့29ကဆိုတော့ဗာလဲဆိုလို့ရှင်ဟိုပူဆန်ကတဲ့ဟိုပူဆန်ကအာစာတဲ့ဆိုတာတပတ်ခါအချက်လက်စပေးပြီတပတ်ခါကတနင်္ဂနွေနေ့ရဲ့ညနေပိုင်းမှာဆိုလို့ရှိရင် तू ကစက်ယုံကိုလေ့လာနေတာ तू တယောက်တည်းလေ့လာမှာเนาะတပတ်ခါစနေရက်နေတာပဲကုန်ပြီဒီတနင်္ဂနွေနေ့မှာလေ့လာနေတာ तू တယောက်တည်းလေ့လာမှာဘယ်ကိုသွားမှာလဲတဲ့ညမှာเนาะတယောက်တည်းလေ့လာမှာစနေရက်နေ့ဆိုတော့တပတ်ခါမှာဆိုတော့ဘယ်ကိုစဆွဲထုတ်ပြီးရှားမလဲဆိုရင်တို့တွေက तू တယောက်တည်းလေ့လာမှာဆိုတော့တို့တွေက A ကိုကြည့်လိုက် A မှာဆိုလို့ရှိရင်နှစ်ယောက်ကနေစပြီးတော့ပဲလာလို့ရမှာဆိုတော့ A ကတော့မဖြစ်နိုင်တော့နံပါတ် B ကတော့ဖြစ်နိုင်သေးတယ်ဘယ်သူမှဆိုဘယ်နှစ်ယောက်ပဲဖြစ်လာလို့ရတယ်ဘယ်နှစ်ယောက်ပဲဖြစ်လာလို့ရတယ်ဆိုပေမဲ့ဒီမှာကြည့်ဘိုကင်လုံးစရာမလိုဘူးပြီးတော့လို့ရှိရင်သူကလေတနင်္ဂနွေနေ့မှာလေးလာခြင်းတာဒါပေမဲ့လာလို့ရတဲ့တဲမှာတနင်္လာကနေစနေထိပဲပါတယ်တနင်္ဂနွေမပါတော့သွားလို့မရဘူးနံပါတ် B ကိုလည်းသွားလို့မရဘူးနံပါတ် C ကိုကြည့်ကြမယ်နံပါတ် C ကလည်းဒီမှာကြည့်ဘယ်နှစ်ယောက်ကနေစရမယ်လို့တော့မပြောထားဘူးဒါပေမဲ့သူသွားချင်တာဒီမှာတနင်္ဂနွေနေ့လည်းပါတယ်ဒါပေမဲ့ဒီမှာကြည့် issue ကံမရဲ့တဲ့ issue ကံဆိုတာကတပတ်အလိုကနေစပြီးတော့ဒန်ဝါရှိတဲ့ကိုယ်တာဆိုင်ပြောရလို့ရှိရင် booking လုပ်ရမှာလာခြင်းတိုင်းလာလို့မရဘူးနံပါတ် C ကိုသွားခြင်း booking လုပ်ရမှာ तू ကတပတ်ခါသွားခြင်းတာကိုဟိုကတပတ်လိုလောက်ဖုံးဆက်ရမှာဆိုတော့မမီတော့တဲ့အတွက်ကြောင့် C ကိုပယ်တာပါ C ကိုဘာလို့ပယ်တာလဲဆိုတော့ booking လုပ်လို့မရတော့ဘူး तू ကတပတ်မတိုင်ခင်ကလေးကဖုံးဆက်ပြီးတော့ booking လုပ်ရမှာဆိုတော့ तू ကတပတ်ခါသွားမှာလေ2ရက်ပဲလိုတော့တာဆိုတော့မဖြစ်နိုင်ဘူးဆိုတော့နံပါတ် D ပဲကျန်တော့နံပါတ် D ကလူဦးရေလည်းအဆင်ပြေတယ်ပြီးတော့လို့ရှိရင်ရက်ကတနင်္ဂနွေနေ့လည်းပါတယ်
ပြီးသားလို့ရှိရင် booking ကကျတော့ဗာ booking လားကျတော့ရော်ရခုဟိဆိုရောဆိုတာကသွားမဲနေမအင်တော့ဟိဆိုတာကိုကတပတ်ခါသွားမယ်ဆိုရင်မနေ့ပြန်လောက် booking တင်ကိုရတယ်ဆိုတော့အချိန်မီသေးတယ်ဆိုတော့အဖြေကဒီတစ်ခုတည်းပါတယ်အဖြေကဘာဖြစ်မှာလဲဒီတာခဲပါတယ်အဖြေကယွန်းပန်ဖြစ်မှာပေါ့ရမယ်နော်အချက်လက်ရှာတဲ့ပုံစံနားလည်မယ်နော်သူပေးထားတဲ့အချက်လက်လေးနဲ့ကိုက်ပြီးတော့ရှာရတာဖြစ်ပါတယ်ဒါဆိုရင်ဒီအစုံက reading ဘိုင်းကအားလုံးပြီးသွားပြီနော်